လွန်ကျူးစေတတ်သောစပြည့်ရည်နှင့်ရစ်မှုခြင်းကိုရှောင်၍ဝိညာဉ်တော်နှင့်ပြည့်စုံလျက်ရှိကြလော့ ဟာလေလုယာဘုရားနာမဘုန်းကြီးပါစေကျမ်းစာကဘာပြောလဲဆိုရင်လူကျူးစီတတ်သောစပြည့်ရည်နှင့်ရစ်မှုခြင်းကိုရှောင်၍ဝိညာဉ်တော်နှင့်ပြည့်စုံလျက်ရှိကြလော့ချစ်တော်ညီကိုမတို့ဒီကာလကဝိညာဉ်တော်နဲ့တွားရမယ့်ကာလဖြစ်ပါတယ်ဝိညာဉ်တော်နဲ့ပြေဝပြီးတော့မှအရှင်ဟုန်တွားရမယ့်ကာလဖြစ်ပါတယ် အာမင် ဟာလေလုယာ အာမင် ဟာလေလုယာ အာမင် ဒီတိပါဒလားဝိညာဉ်တော်နဲ့မတွားဘူးဆိုရင်လူပြူးစီတက်တော်စပြည့်နဲ့တွားလိုက်မယ်တည့်ရဲ့မိသားစုထဲမှာတည့်ရဲ့တာသမီတွေထဲမှာဝိညာဉ်တော်နဲ့တွားကြအောင်မလုပ်ပေးဘူးဆိုရင်စပြည့်နဲ့တွားလိုက်မယ်ဟယ်လိုကျွန်တော်ပြောမယ်ဒီကာလမှာဝိညာဉ်တော်နဲ့တွားတဲ့လူကအရှေအဟုန်နဲ့ဖယားကောင်းကြီးသိမ့်ပိုက်ပြီးတွားလိုက်မယ် အာမင် ဝိညာဉ်တော်နဲ့အရှေဟုန်မတွားတဲ့သူတွေကျမ်းစာကဘာပြောလဲရစ်မှုချင်းစပြည့်နဲ့တွားလိုက်မယ်အဲ့ဒါနဲ့မတွားချင်တဲ့ညီကောင်မတွေဝိညာဉ်တော်နဲ့တွားပါ အာမင် ဟာလေလုယာ အာမင် ဟာလေလုယာ အာမင် ဘယ်လိုမျိုးနေရာမှာဝိညာဉ်တော်နဲ့တွားမလဲဝိညာဉ်တော်ကြီးကြီးမားမားလှုပ်တဲ့နေရာမှာတွားပါဝိညာဉ်တော်ပျော်တဲ့နေရာတွားပါဝိညာဉ်တော်ဖယားအလုံးလုံးတဲ့နေရာတွားပါ အာမင် ဒီရဲ့တာသမီလေးခေါ်လာပါ အာမင် ဒီရဲ့မိသားစုဝင်တွေကိုခေါ်လာပါ အာမင် ဝိညာဉ်တော်အလုံးလုံးတဲ့နေရာမှာတွားခေါ်သွားပါ အာမင် ဘယ်နေရာမှာတက်ရှင်တော်ဝိညာဉ်တော်ဖျားကြီးအလုံးလုံးနေလဲဘယ်နေရာစပြီးတော့တက်ရှင်တော်ဝိညာဉ်တော်ဖျားကြီးကြီးကြီးမားမားအလုံးလုံးမလဲအဲ့ဒီနေရာကိုတင်ဆောင်စမ်းပြီးတွားပါ yes အတင်းတော်များများအတင်းတော်တင်သားလေးမူရစီဝါချီကျူထဲမှာရှိနေတယ်စပီးနဲ့ရစ်မှုချီထဲမှာပဲပျော်နေကြတယ်လောကယာတွေပဲပျော်နေကြတယ် why ဝိညာဉ်တော်မရှိတော့ကျွန်တော်ပြန်ပြောမယ်တက်ရှင်တော်ဝိညာဉ်တော်ရောက်လာတဲ့ကမှာရစ်မှုချီလေးအလိုလိုပျောက်သွားလိမ့်မယ် အာမင် ဟာလေလုယာ အာမင် ဒီတိပါဒလားဆရာစာနဲ့ကျွန်တော်တို့ညီကိုနှစ်ယောက်မလေးရှားမှာရောက်တဲ့အခါမှာညီကိုနှစ်ယောက်အမြဲတမ်းရစ်မှုချီထဲမှာပျော်နေကြတယ်အရက်တောက်တယ်တခြားသူနဲ့မပေါင်းဘူးအရက်လေးဝယ်ပြီးတော့မှညီကိုနှစ်ယောက်တည်းအမီးတွေကြော်ပြီးမှထိုင်ပြီးမှတောက်တာအဒီကအစပဲရှိသေးတယ်ကျွန်တော်ညီကိုနှစ်ယောက်နောက်ပြီးတဖြည်းဖြည်းနဲ့အတိရဲလာတဲ့အခါမှာဘာပြန်ဖြစ်သွားလဲဆိုရင်တရက်လာစာဘယ်လောက်ရလဲဆိုရင်40ရတယ်အရက်တောက်တာက15ချက်ဖို့တောက်တယ်900ဝါတာက10ချက်ဖို့ဝါတယ်ရရမြလာစာအားလုံးရည်မှုစီတဲ့အထက်မှာပဲရောက်သွားတယ်တရှင်တော်ဝိညာဉ်တော်ရလာတဲ့အခါမှာအာမင် ဝိညာဉ်တော်ဒီညမှာတိုင်းကလေးဝင်လာတဲ့အခါမှာရည်မှုချအားလုံးပြောက်သွားပြီးမှဖယားကြီးကြီးမားမားအတော်ပြုတဲ့သူတယောက်ဖြစ်လာတယ်ဟာလေလုယာ အာမင် အဲကြောင့်ကျမ်းစာကဘာပြောလဲရည်မှုချကိုရှောင်ပြီးတရှင်တော်ဝိညာဉ်တော်နဲ့ပြေဝချင်းရှိကြလော အာမင် ဒီကာလဖြစ်ပါတယ် အာမင် ဒီကိုယ်ရယခုတရှင်တော်ဝိညာဉ်ဖယားကြီးနဲ့မတွားလာဘူးဝိညာဉ်တော်နဲ့မပြေဝထားဘူးဆိုတရားတတ်တဲ့မှာရည်မှုချင်းရောက်လာလိမ့်မယ်အဲ့ဒီချက်ရင်မျက်ရင်မျက်ခွဲတဲ့တင်ငွေလဲဘာမှမထူဘူးကျွန်တော်ပြောတာကျွန်တော်တို့အတင်းတော်ကိုလာပါဝင်ပါပြောတာမဟုတ်ဘူးတရှင်တော်ဝိညာဉ်ဖယားကြီးအလုံးလုံးတဲ့အတင်းတော်ကိုရှာပြီးတော့ပါဝင်ပါ အာမင် ဟာလေလုယာ အာမင် တရားတာသမီးတွေကိုခေါ်သွားပါ အာမင် အဲ့လိုလှုပ်တဲ့နေရာမှာဖယားကြီးအလုံးလုံးပြီးတော့မှဒီရဲ့မိသားစုတွေမှာကောင်းကြီးဖြစ်စေလိမ့်မယ် အာမင် နော်ဒီနေရာမှာတိပါဒလားကျွန်တော်ပြောပြမယ်တရှင်တော်ဝိညာဉ်ဖယားကြီးတရက်ဒီအတင်းတော်မှာအလုံးမလှုပ်တော့တဲ့အချိန်မှာဒီနေရာမှာမပါဝင်နဲ့ချက်တော်ကြီးကမမတို့တေချာမဲ့ထားပါ
အဲ့ဒီစကားကဆရာကြီးကိုယ်တိုင်တပားကိုယ်တိုင်ပြောထားတာကျွန်တော်တို့အတင်းတော်မှာတက်ရှင်တဲ့ဝိညာဉ်ဘုရားကအလုံးမလုံးတဲ့အချိန်မှာဒီအတင်းတော်မှာမပါဝင်နဲ့ဘာဖြစ်လဲဆိုရင်အဲ့ဒီအတင်းတော်က6ကဲတော့အတင်းတော်ဖြစ်ပြီးတော့မှဒုစရိုက်တွေနဲ့ပြည့်တဲ့လာလိမ့်မယ်တက်ရှင်တဲ့ဝိညာဉ်ဘုရားကအလုံးလုံးနဲ့တွားပြီးတော့မှပါဝင်တဲ့ခါမှာကောင်းကြီးဖြစ်စေလိမ့်မယ်အာမင် ဟာလေလုယာ အာမင် ဟာလေလုယာ အာမင်ဒါကြောင့်ကျမ်းစာကဘာပြောလဲယိလူကျူးစီတဲ့တော့စပြည့်နဲ့ယိမှုချင်းကိုရှောင်၍တရှင်တော်ဝိညာဉ်ဘုရားနဲ့ပြီးဆုံးကြလောဒီနေရာမှာဒီအချိန်မှာဘုရားခင်ကတရှင်တော်ဝိညာဉ်တော်ဘုရားခင်နဲ့မိတ္တာဟာရဖွဲ့တဲ့သူတွေတရှင်တော်ဝိညာဉ်ဘုရားခင်နဲ့တွာလာတော့သူတွေပြေဝတော့သူတွေကိုဘုရားခင်ကရှာနေတဲ့အချိန်ဖြစ်ပါတယ်အာမင်ဘာဖြစ်လို့လဲဆိုအဲ့ဒီသူတွေနဲ့ဘုရားအသုံးပြုလိမ့်မယ်အာမင်အလုံးလုံးလိမ့်မယ်အာမင်ပညာတက်ဆက်မလို့ဘူးအဲ့လိုပြောလို့ကျွန်တော်ပညာမဲ့တဲ့လူကိုပြောချင်တာမဟုတ်ဘူးပညာရေးရပိုင်းမှာအရေးမကြီးဘူးဘုရားခင်ကတရှင်တော်ဝိညာဉ်ဘုရားခင်နဲ့ပါတဲ့သူကိုကြီးမားဆိုတော့အမှုကိုကျူးလိမ့်မယ်အာမင်ဟာလေလုယာအာမင်ကျွန်တော်တောင်းတိုးမှာမွေးတတ်လူတောင်းပေါ်ထားပါပညာအရေးချင်းကလေးတန်းပဲတက်ခဲ့တယ်မြို့ထမှာအိမ်မရှိဘူးကျောင်းတက်ချင်ပြီမဲ့လည်းတက်လို့မရဘူးအိမ်မရှိတဲ့ခါမှာသူများအိမ်မှာသွားနေမဲ့လည်းအဆင်မပြေဘူးအနေခံရတယ်ပညာမတက်ခဲ့ရဘူးဒါပေမဲ့အဲ့ဒီတရှင်တော်ဝိညာဉ်တော်ဘုရားခင်ပိတ်သိမ်းရောက်လာတဲ့အခါမှာလူတွေများစွာကိုကောင်းချီးခံစားတဲ့သူဖြစ်လာတယ်အာမင်ဟာလေလုယာအာမင်ဟာလေလုယာအာမင်ဒါကြောင့်ဒီမှာရှိနေတဲ့အသင်းတို့တင်တော့ကျွန်တော်ပြောပြမယ်တရှင်တော်ဝိညာဉ်ဘုရားခင်အလုံးလုံးတဲ့နေရာမှာသွားပါအဲ့ဒီတရှင်တော်ဝိညာဉ်ဘုရားခင်ကြီးမာတော့အမှုတိကိုကျွနေတဲ့သူတွေရှိမှသွားပါဝင်ပါအာမင်အဲ့ဒီနေရာမှာတိကိုတရှင်တော်ဝိညာဉ်တော်ဘုရားခင်နဲ့ပြေဝစေလိမ့်မယ်ပြေဝလာတဲ့ကမှာတိရဲ့အသက်တာထဲမှာကောင်းကြီးမင်္ဂလာတွေဖြစ်စေလိမ့်မယ်အာမင်ဟာလေလုယာအာမင်ဟာလေလုယာအာမင်တမန်တော်အခန်းကြီး30တမန်တော်အခန်းကြီး30အငယ်43 44 45ကိုတစ်ချက်ဖတ်ပေးပါထိုသခင်ကိုယုံကြည်များတို့သည်အားလုံးအသက်ချက်ဖတ်အောင်ဒီနေ့တော့ထိုသခင်ကိုယုံကြည်တော်သူရှိသမျှတို့သည်နာမတော်အဖြစ်အပြစ်လွတ်တော်မူခြင်းကျေးဇူးကိုခံရကြလက်တန့်ဟူ၍ပရောဖက်အပေါင်းတို့သည်ထိုသခင်၏တတ်တေခံဖြစ်ကြသည်ဟုပေတရုမွတ်ဆို၏ထိုစကားကိုမွတ်ဆိုစဉ်နှုတ်ကပတ်တရားတော်ကိုကြားနာရတော်သူအပေါင်းတို့အပေါ်သို့တန်ရှင်တော်ဝိညာဉ်တော်သည်တိုက်မူ၏not the bad တပါးမျိုးသားတို့အပေါ်တို့တန်ရှင်တော်ဝိညာဉ်တော်၏ဂျေဇုကိုတွန်းလောင်းတို့ကြောင့်အယေပြားလီးခြင်းကိုခံတော်သူတည်ဟူသောပေတရုနှင့်ပါသမျှသောတပည့်တော်တို့သည်မိန်မောတွေ့ဝေခြင်းရှိကြ၏ဟာလေလုယာဟာလေလုယာအာမင်ထိုသခင်ကိုယုံကြည်တော်သူရှိသမျှတို့သည်နာမတော်အဖြစ်အပြစ်လွတ်တော်မူခြင်းကျေးဇူးကိုခံရကြလက်တံဟူ၍ပရောဖက်အပေါင်းတို့သည်ထိုသခင်ဤတတ်တည်ခံဖြစ်ကြ၏ဟုပေတရုမွဲ့ဆို၏ထိုစကားကိုမွဲ့ဆိုစီနှုတ်ကပတ်တရားတော်ကိုကြားနာရတော်သူအပေါင်းတို့အပေါ်တို့တန်ရှင်တော်ဝိညာဉ်တော်သည်တက်ရောက်တော်မူ၏တန်ရှင်တော်ဝိညာဉ်တော်နဲ့ပြေဝခြင်းကဘယ်မှာရှိလဲမေးတဲ့သူတွေဒီနေရာမှာဖြစ်ရှိတယ်အာမင်တန်ရှင်တော်ဝိညာဉ်တော်ဘုရားခင်ကဘယ်နေရာမှာအလုံးလုံးလဲဆိုရင်သူရဲ့အကြောင်းကိုပြောတဲ့နေရာမှာအာမင်ယေရှုခရစ်တော်ရဲ့အကြောင်းကိုပြောတဲ့နေရာမှာသူကလာပြီးတော့မှအလုံးလုံးတော်ဘုရားခင်ဖြစ်ပါတယ်အာမင်ဟာလေလုယာအာမင်တန်ရှင်တော်ဝိညာဉ်ဘုရားခင်ကလေတည်တည်ပါသလားအရင်နုညက်တော်သူဖြစ်ပါတယ်ပုဂ္ဂိုလ်တစ်ပါးဖြစ်ပါတယ်သူရဲ့အကြောင်းကိုပြောတဲ့အခါမှာတရက်ဝမ်းမြောက်ပြီးမှတည့်အပေါ်မှာအလုံးလုံးချင်တော်ဘုရားခင်ဖြစ်ပါတယ်သူအကြောင်းကိုပြောလေလေသူကပြောလေလေတရှင်တော်ဝိညာဉ်ဘုရားခင်အကြောင်းကိုပြောလေသူကအရင်ပြောတာဖြစ်ပါတယ်သူရဲ့အရင်ကြည်ဖြစ်ပါတယ်ဟာလေလုယာအာမင်တည့်အပေါ်မှာအလုံးလုံးလာမှာဖြစ်ပါတယ်အာမင်တရှင်တော်ဝိညာဉ်တော်ရဲ့အကြောင်းဒီမှာထိုသခင်ရဲ့အကြောင်းယေရှုခရစ်တော်ရဲ့အကြောင်းကိုပြောတဲ့အခါမှာတန်ရှင်တော်ဝိညာဉ်ဘုရားက
ဂိမ်းစင်တက်လာတဲ့အရောက်တိုင်းပေါ်မှာ အာမင် ဘဒုပေါ်မှာလဲဆိုရင်နှုတ်ကပတ်တော်ကိုနားထောင်တဲ့သူတွေပေါ်မှာ အာမင် ဒီမှာရှိနေတဲ့ညီကိုမမတွေတင်းနှလုံးသားနဲ့နားထောင်တဲ့သူတွေအပေါ်မှာတက်ရှင်တော်ဝိညာဉ်တော်ဘုရားကအလုံးလုံးလာလိမ့်မယ် အာမင်အာမင် ဟာလေလုယာ အာမင် နှလုံးသားနဲ့နားထားတဲ့သူတွေပေါ်မှာနှလုံးသားနဲ့သူနှုတ်ကပတ်တော်ကိုခံယူတဲ့သူတွေပေါ်မှာတကယ်ပဲဒီနှုတ်ကပတ်တော်ကိုနှလုံးသားနဲ့တကယ်ပဲခံယူတဲ့ပေါ်မှာတက်ရှင်တော်ဝိညာဉ်ဘုရားကအဲ့ဒီအပေါ်မှာပြောတာဖြစ်ပါတယ် အာမင် အဲ့ဒီအပေါ်မှာတက်ရှင်တော်ဝိညာဉ်ဘုရားကချစ်ချင်းနဲ့ကြီးရောက်လာမှာဖြစ်ပါတယ် အာမင် ထိုစကားကို မဆိုစင် မွဲ့ဆိုစီနှုတ်ကပတ်တရားတော်ကိုကြားနာတော့သူအပေါင်းတော်ပေါ်တော့တက်ရှင်တော်ဝိညာဉ်တော်ဘုရားက တက်ရောက် တက်ရောက်တယ်တဲ့ဟာလေလုယာဟာလေလုယာ အာမင် ချစ်တော်ကြီးကမတော်ဝိညာဉ်တော်ဘုရားခင်ကနေရာပေးတဲ့အရက်မှာသူ့ရဲ့အကြောင်းကိုအရေးတခွင်ပြောတဲ့နေရာမှာတရှင်တော်ဝိညာဉ်တော်ဘုရားခင်ကဟောကျွန်တော်တို့ရဲ့အပေါ်မှာအလုံးလုံးတော့ဘုရားခင်ဖြစ်ပါတယ်နေရာပေးတဲ့အရက်မှာသူအင်မတန်မှပျော်တဲ့အရက်ဖြစ်ပါတယ် အာမင် ကောင်းကင်ပေါ်မှာသူဆန်စားလို့ရတယ်။အိုချင်းနာချင်းတေးချင်းတရားမရှိတဲ့နေရာမှာဘုံစည်းစီနဲ့ရှိတဲ့နေရာမှာသူအေးစစ်နေလို့ရတယ် yes ။အဲ့ဒီပေါ်မှာသူမပြောဘူး yes ။ तू အချောင်းကိုပြောတဲ့သူတွေပေါ်မှာ အာမင် နှုတ်ကပတ်တရားတော်ကိုကျင့်ယူပြီးခံယူတဲ့သူတွေပေါ်မှာ အာမင် တရှင်တော်ဝိညာဉ်ဘုရားကပြောတာဖြစ်ပါတယ် အာမင် ။အဲ့ဒါကြောင့်ဒီနေရာမှာတရှင်တော်ဝိညာဉ်ဘုရားကအလုံးလုံးတာဖြစ်ပါတယ် အာမင် ။ဒီအပေါ်မှာတရှင်တော်ဝိညာဉ်ဘုရားကပြောတာဖြစ်ပါတယ် အာမင် ။ဘာကြောင့်မို့လဲဆိုတင်ကတရှင်တော်ဝိညာဉ်ဘုရားကအကြောင်းပြောရင်အယံပြောလို့ဖြစ်ပါတယ် အာမင် အဲ့ဒီနှုတ်ကပတ်တော်ပြောတဲ့အခါမှာအယံပြောပြီးတော့မှနှုတ်ကပတ်တော်ကိုချစ်ချင်းနဲ့ချစ်ခံယူတဲ့ညီကောင်မတွေဖြစ်လို့ပဲဖြစ်ပါတယ် အာမင် ဘုံစင်းစင်အပေါ်မှာသူမပြောဘူးမိုးကုံမြို့မှာရှိနေတဲ့တဲ့ပေါ်မှာဘုရားခင်ကပြောတယ် အာမင် ဟာလေလုယာ အာမင် ဟာလေလုယာ အာမင် ကျွန်တော်မနေ့ကဒီအကြောင်းတွေအယံစဉ်းစားတယ်နော်ဝိညာဉ်ဘုရားကစင်တက်လာတယ်ကျွန်တော်ပုံမှာစင်တက်ပြီးမှအယံပြောတယ်ဝမ်းမြောက်တယ်တစ်ခုပြီးတစ်ခုဖွင့်ကြတယ်မိုးကုံမြို့ကြီးကိုဘုရားကောင်းကြီးပေးမဲ့ရလေမိုးကုံမြို့ကြီးမှာဘုရားကနိုးထမှုလုံးမဲ့ရလေဘုရားကဘလောက်တကြီးမာတော့ယူရွယ်ချက်နဲ့ဘုရားကအလုံးလုံးမဲ့ဆိုတဲ့အရာလေးကျွန်တော်ကိုဖော်ပြတယ်မယုံကြည်တာမကြခင်မှာဘုရားကြီးမာဆိုတော့အမှုကိုဘုရားကမကြခင်ပြုတော့မယ်အဲ့ဒီအမှုပြုတဲ့ပုံမှာဘယ်သူ join မလဲ join တဲ့သူပုံမှာဘုရားကကောင်းချီးပေးလိမ့်မယ်အိဖက်အခန်းကြီးလေးငယ်30ကိုခဏဖက်ပေးပါတင်းနေတော့အတူကချစ်ချစ်လေးဖက်အောင်တင်းနေတော့ မနာစေနဲ့ ကျမ်းစာကဘာပြောလဲဆိုရင်ရွေးနှုတ်ခြင်းနဲ့ရဲ့တိုင်အောင်တဲ့တင်းတို့ကိုတစိခတ်တော်မူသောဖယားခင်၏တက်ရှင်သောဝိညာဉ်တော်ကိုစိတ်မနာစေကြနဲ့တက်ရှင်သောဝိညာဉ်တော်ကပုဂ္ဂိုလ်ပဲစိတ်နာတတ်တယ်အတင်းတော်တော်များများကတက်ရှင်သောဝိညာဉ်တော်ကိုဘေးမှာချိတ်ထားတယ်စိတ်နာတတ်တယ်အဲ့လိုပြောလို့သူများအတင်းတော်ကိုကျွန်တော်ပုတ်ခက်နေပြောချင်တာမဟုတ်ဘူးကျွန်တော်ရောက်ဘူးတဲ့ကျွန်တော်အတင်းတော်တော်များများရောက်ဘူးတဲ့တချို့နေရာတက်ရှင်တော်ဝိညာဉ်တော်ကိုကဲ့ရဲ့တယ်တက်ရှင်တော်ဝိညာဉ်ဘုရားကအလုံးလုံးတဲ့အရာကိုကဲ့ရဲ့တယ်တက်ရှင်တော်ဝိညာဉ်ဘုရားခင်လှုပ်ဆောင်တဲ့အရာပေါ်မှာကဲ့ရဲ့ကြတယ်ဒီအရာကနဲ့ဆိုလို့တော့ပါဒီအရာကတက်ရှင်တော်ဝိညာဉ်တော်မဖြစ်နိုင်ဘူးမတက်ရှင်တော်ဝိညာဉ်တော်ဘုရားကခံစားတတ်တော်ပုဂ္ဂိုလ်တစ်ပါးဖြစ်ပါတယ်ဟာလေလုယာ အာမင် အဲ့ဒီပုဂ္ဂိုလ်ကလေစိတ်နာတတ်တယ်သူ့ကိုပြောရင်ဒီမှာရှိနေတဲ့ညီကောင်မအာရောက်တဲ့ရဲ့တက်တာမှာတက်ရှင်တော်ဝိညာဉ်တော်ဘုရားကိုကြိတ်တဲ့မပါဘူး အာမင် တက်ရှင်တော်ဝိညာဉ်တော်ဘုရားကိုပျော်စီတော်သူတွေဖြစ်ပါတယ်နှလုံးသားထဲမှာနေရာပေးတော်သူဖြစ်ပါတယ်တက်ရှင်တော်ဝိညာဉ်တော်ဘုရားကဒီတော့ပေါ်မှာအမတမဝမ်းမြောက်ပြည်ဖြစ်မှာအယံပျော်တော်ဝိညာဉ်ဖြစ်ပါတယ် အာမင် ဟာလေလုယာ အာမင် ဟာလေလုယာ အာမင် ကျမ်းစာကဘာပြောလဲဆိုရင်မဿဲခန်းကြီး7နဲ့အငယ်30မှာတွေ့တယ်ဆိုတော့သူကဖက်ရောက်တင်းနေတော့လူသားကိုနှုတ်ချစ်ပြစ်မှာတော့သူ၏အပြစ်ကိုလည်းလွတ်နိုင်
တရှင်တော်ဝိညာဉ်တော်ကိုနှုတ်ချပြစ်မှားတော်သူရဲ့အပြစ်ကိုယခုဘဝနောက်ဘဝမလွတ်နိုင်အဲ့လိုပြောလို့ချိတ်ချောက်တာမဟုတ်ဘူးနော်တမန်ကျမ်းစာကဒီလိုပဲရေးထားတာတရှင်တော်ဝိညာဉ်တော်ဘုရားကိုဘာနဲ့ပြစ်မှားတယ်ဖြစ်လဲ no နှုတ်နဲ့အရန်ကြောက်စရာကောင်းတော့နော်ချစ်တော်ညီကိုမမတော့ဘာလီလဲမသိဘူးအတင်းတော်ကနကလက်ချနေပဲဘာလဲမသိအတင်းတော်ကလဲတဲ့လူကလဲအခြားတော့ဘာသာစကားပြောတဲ့လူကပြောဘာလီဖြစ်နေချလဲမသိဘူးအဲ့ဒါနဲ့ဆိုလို့တာတဲ့လောကမပြောမိစင်နဲ့ yeah နော်လောကမပြောမိစင်နဲ့တရှင်တော်ဝိညာဉ်ဖခင်ကစိတ်နာတက်တယ်စိတ်နာပြီဆိုရင် sorry ပဲနော် sorry ပဲလို့တော့မသိဘူးတရှင်တော်ဝိညာဉ်ဖခင်ပြောနေတဲ့အချိန်အရက်ဖြစ်နေတဲ့အချိန်အရန်ဝမ်းမြောက်တဲ့အချိန်ဒီနေရာမှာတရှင်တော်ဝိညာဉ်ဖခင်နိုးထောင်မှုဆက်လုပ်တဲ့အချိန်မှာဒီအထက်ကနေဘဒူးမှမဖြစ်မှနဲ့နှုတ်ကနေနားမလဲသူတို့ပဲနေဟာလေလုယာတွားပြီးမှတစ်ချက်လေးပြစ်မှာကြည့်လိုက်တွားပြီးကျွန်တော်တို့ပုပ္ပလေးလေးပြောမယ်ဝိညာဉ်တော်နဲ့ပတ်သက်လာရင်အရင်ယူတူတယ်အခြားတော့ပါရစကားနဲ့ပတ်သက်လာရင်လည်းအရင် amen အရင်ပြောတယ်ကျွန်တော်အခြားတော့ပါရစကားတိပါဒလားကျမ်းစာထဲမှာဘာပြောလဲဆိုရင်တိကောခန်းကြီး14မှာအခြားသောဘာသာစကားဖြင့်ပြောတော်သူတွေကိုသာတိဆောက်၏ပရောဖက်ကျွတ်တော်သူမူကားအသင်းတော်ကိုတိဆောက်၏အမကျွန်တော်အသင်းတော်မှာအခြားသောဘာသာစကားပြောတယ်တချို့သောနေရာမှာအခြားသောစကားပြောတဲ့ခါမှာလူတွေကကဲရဲကြတယ်ဘာကြောင့်ကဲရဲကြလဲဆိုရင်ကျမ်းစာကပြောပါတယ်အနဲ့သိပ္ပယ်ကိုမဖော်ပြနိုင်မပြောနဲ့ဒီဟာကကိုတိဆောက်တာအတင်းတော်မှမတိဆောက်ဘူးပြောတဲ့ခါမှာလူတွေကမတောင်းကြဘူးဒါပေမဲ့ကျွန်တော်တို့အရန်တောင်းတယ်ဘာကြောင့်တောင်းလဲဆိုရင်အခြားသောဘာသာစကားပြောတော့သူမိဒီကကိုတိဆောက်တယ်တဲ့ အာမင် ကျမ်းစာကဘာပြောလဲဆိုရင်ဒီအောက်ဆရာတယောက်ဒီကိုမတိဆောက်နဲ့ဖယားခင်ရဲ့အတင်းတော်ကိုဘယ်လိုတိဆောက်နိုင်မလဲတဲ့အဲ့ဒါတခုပဲကျွန်တော်တို့ပြီးသွားပြီအခြားသောဘာသာစကား300ချင်းရဲ့ရည်ရွယ်ချက်အခြားသောဘာသာစကားရဲ့300ချင်းရဲ့အကြောင်းပြချက်ကအဲ့ဒီတခုနဲ့ပဲကျွန်တော်တို့လုံလောက်သွားပြီအာမင် ကိုတိဆောက်တယ်အခြားသောဘာသာစကားနဲ့မတိဆောက်မနဲ့အတင်းတော်ကိုဘယ်တော့မှတိဆောက်နိုင်မှာမဟုတ်ဘူးကျွန်တော်မတိဆောက်မနဲ့ဒီတော့ကိုကျွန်တော်ဘယ်လိုတိဆောက်မလဲဒီအတင်းတော်ကိုဘယ်လိုတိဆောက်မလဲကျွန်တော်အနေနဲ့အပ်တယ်မလုပ်မနဲ့အတင်းတော်မှာဘယ်လိုသွားလုပ်မလဲဟာလေလုယာတချို့ကပြောပါတယ်ကိုချတော့လှုပ်ချင်တာလှုပ်ငါလှုပ်တယ်လို့မလုပ်နဲ့ငါပြောတယ်လို့လှုပ်အတင်းတော်တော်များများလို့ဖြစ်နေတာအတင်းအားလုံးကငါလှုပ်တယ်လို့ပဲလှုပ်မှာပဲတော့မပြောနဲ့ငါလှုပ်တယ်လို့လှုပ်ငါလှုပ်တယ်လို့မလှုပ်နဲ့ငါပြောတယ်လို့ပဲလှုပ်မရဘူးအခုကိကာလာပို့ဆိုးတယ်မရောက်လို့ငါလှုပ်တယ်လို့လှုပ်ဟာလေလုယာငါတို့တွားတဲ့ပုံစံတွားကောင်းခြင်းမဖြစ်ရင်ကြိုက်တယ်လို့လာပြော amen အကြောင်းမို့အခြားသောဘာသာစကားသူများပြောနေတဲ့အချိန်မှာသူများနိုးထမှုလုပ်နေတဲ့အချိန်မှာလဲချင်လဲလဲပါစေငိုချင်လဲငိုပါစေရည်ချင်လဲရည်ပါစေတရှင်တော်ဝိညာဉ်တော်ဘုရားလုပ်နေရလေနေလုပ်နေမှာမဟုတ်တာတွားပြီးမှကဲ့ရဲ့ဆံမလို့ဘူးနှုံနဲ့ပြစ်မာတဲ့အဖြစ်ကကျမ်းစာအတိုင်းပဲကျွန်တော်ပြောမယ်တရှင်တော်ဝိညာဉ်ဘုရားကစိတ်နာသွားလိမ့်မယ်တည့်ပုံမှာစိတ်နာသွားရင်တော့ကျွန်တော်ရှင်မအမြဲတမ်းဒီမှာလာပြီးတော့မှဆရာတောင်းပေးဆရာစာစွတ်တောင်းပေးအခါပေါင်းများစွာမကတော့စွတ်တောင်းရင်လဲကျွန်တော်နှုတ်ကပတ်တော်မယုံကြည်နိုင်ဘူးတဲ့တမန်တရားကိုမယုံကြည်နိုင်ဘူးတဲ့ဘလောက်ပဲပြောကျွန်တော်ရဲ့အထက်မှာမယုံနိုင်ဘူးတဲ့ဘာမှဖခင်ကကျွန်တော်ကိုချက်ချင်းလာပြောတယ်
သူရဲ့နှလုံးသားထဲမှာတန်ဖူနဲ့ခက်ထားတယ်တဲ့ကျမ်းစကားလို့ပြောတာနော်တန်ဖူနဲ့ခက်တယ်လို့ပြောတယ်ကျမ်းစကားချစ်တော်ကြီးကမမတော့တရှင်တော်ဝိညာဉ်ဖျားကြီးစိတ်နာသွားပြီဆိုရင်တဲ့ကိုတန်ဖူနဲ့ခက်သွားပြီဆိုရင်တွားပြီနှုတ်ကပတ်တော်ဘလောက်ပဲပြောဘလောက်ကောင်းတဲ့အရာပဲပြောဘလောက်ထိနိုးထမှုအကြောင်းပဲပြောမတိတယ်လို့ပဲပြောလည်းမပြောဝမ်းလည်းမနေဘူးခံလည်းမခံစားဘူးတရှင်တော်ဝိညာဉ်ဖျားကိုစိတ်မနာစေနဲ့ဟာလေလုယာတရှင်တော်ဝိညာဉ်ဖျားကိုအမြဲတမ်းပြောထားပါတက်တာမှာဂျင်းနဲ့စေပါတရှင်တော်ဝိညာဉ်ဖျားကအမြဲတမ်းကျွန်တော်ပုံမှာဂျင်းနဲ့ပြီးမှဘတော်မှကျွန်တော်တို့ရဲ့အထက်ထမ်းနေမထွက်သွားအောင်ထိမ့်သိမ့်ပါတရှင်တော်ဝိညာဉ်ဖျားကိုပြေဝပြီးတော့မှနေတဲ့အသက်တာကထူးခြားတော့အသက်တာဖြစ်လာလိမ့်မယ်ဟာလေလုယာဟာလေလုယာအမတမယကြီးပါတယ်ချစ်တော်ညီကိုမမတော့တမန်တော်အခန်းကြီး19မှာအခန်းငယ်2ကနေဖက်ပေးပါကျေးဇူးပြုဒီတို့ဒီယုံကြည်သည့်နောက်တရှင်တော်ဝိညာဉ်တော်ကိုခံရကြပြီဟုမေးသည်ရှိတော်တရှင်တော်ဝိညာဉ်တော်တက်ရောက်သည်ကိုကျွန်တော်တို့မသိပါဟုပြောဆိုကြ၏ပေါလုကလည်းတို့ချစ်လေတင်တို့သည်အဘယ်မည်သောဗတ္တိဇံကိုခံရကြသည်ဟုမေးလေယောဟန်၏ဗတ္တိဇံကိုခံကြသည်ဟုပြောဆိုကြ၏ပေါလုကလည်းယောဟန်ကငါနောက်ကြွလာတော်သူကိုယုံကြည်ရမည်ဟုလူများတို့အားပြောဆိုလက်နောင်တတရားနှင့်ဆက်ဆံသောဗတ္တိဇံကိုပေး၏ထိုသောဆိုရာယေရှုခရစ်ကိုဆိုလိုသည်ဟူသောစကားကိုကြားလျင်ထိုသူတို့သည်တခင်ယေရှုနာမ၌ဗတ္တိဇံကိုခံကြ၏ဆက်ဖက်မယ်ပေါလုကလည်းသူတို့ပေါ်ကိုလက်ကိုတရှင်တော်ဝိညာဉ်တော်သည်စင်သက်တော်မူသဖြင့်ထိုသူတို့သည်အမျိုးမျိုးသောဘာသာစကားကိုပြော၍ prophet ပြုကြ၏အာမင်တရှင်တော်ဝိညာဉ်တော်စင်သက်တယ်ဆိုတာဘာကိုပြောလဲကျွန်တော်မသိဘူးဒီမှာရှိနေတဲ့ညီကိုမမပဲမဟုတ်ဘူးကျမ်းစာထဲမှာလည်းမသိတဲ့လူရှိပါတယ်အားကြောင့်အားမငယ်နဲ့နော်အခုချီတရှင်တော်ဝိညာဉ်တော်ဘုရားခင်ဘယ်တော့မှမသိဘူးကြားလည်းမကြားဘူးအားငယ်နေမဲ့စာကျမ်းစာလည်းမသိဘူးကျမ်းစာထဲမှာတချို့တရှင်တော်ဝိညာဉ်တော်ကဗတ္တိဇံကိုပူဆောင်တယ်အဲ့ဒါဝိညာဉ်တော်ရဲ့ဗတ္တိဇံကဘာကိုပူဆောင်လဲဆိုရင်ယဉ်နိချခံတယ်လို့ပဲနော်ယဉ်နိချခံတယ်လို့ပဲရေတပူခဏလေးပေးကျွန်တော်ရွေးနှုတ်ခြင်းနဲ့တိုင်အောင်ဒီတော့ကိုတစိခတ်တော်မူတော့တရှင်တော်ဝိညာဉ်တော်ပြောတဲ့အခါမှာအထဲမှာတစိခတ်ပြီးသားအခုဒီရေဘူးပဲကြည့်အထဲမှာရေရှိလားမရှိဘူးလားရှိတယ်ဒီရေဘူးကိုရေကန်ထဲမှာပြုတ်ချရင်အပြင်မှာလည်းရေရှိလားမရှိဘူးလားတဘောတဘဝအလုံးနီးတူလည်းပဲသွားတာတရှင်တော်ဝိညာဉ်ဖျားကြီးရဲ့ပြေဝခြင်းဆိုတာတောက်ပို့ဆောင်တာနော်ရေရှိတယ်အထဲမှာလည်းရေရှိတယ်တစိခတ်သွားတယ်ဒါပေမဲ့ပြေဝခြင်းဆိုတာဗတ္တိဇံကိုပြောတာဒီမှာချင်းကျမ်းစာကဘာပြောလဲဆိုရင်ယောဟန်ဗတ္တိဇံကိုပဲငါတို့သိတယ်တဲ့အဲ့ဒီတရှင်တော်ဝိညာဉ်ဘုရားကစစ်တက်တဲ့ကြောင့်ကျွန်တော်မသိဘူးတဲ့တခါတည်းပြောတယ်အဲ့ဒီပုံမှာတရှင်တို့ဒီယုံကြည်တဲ့နောက်တရှင်တော်ဝိညာဉ်တော်ကိုခံကြပြီလို့ဟုမေးနေရှိတော်တဲ့မသိဘူးတမန်တော်ခန်းကြီးတဲ့အငယ်9ကိုခဏတွားရအောင်ဒီနေ့တော့ဂတိတော်အချက်ဟူမူကားယောဟန်သည်ရေ၌ဗတ္တိဇံကိုပေးသင်တို့သည်မချာမမိမီတန်ရှင်သောဝိညာဉ်တော်၌ဗတ္တိဇံခံရကြလိမ့်မည်ဟုမိန့်တော်မူ၏ရှင်းမှာထို့တော့မရှိတော့လဲသင်တို့ပေါ်တို့တန်ရှင်သောဝိညာဉ်တော်ဆင်းသက်တော်အခါသင်တို့သည်တကိုးကိုခံရ၍ယေရုရှလင်မြို့မှစသောယူဒပြည်ရှမာရိပြည်မြေကြီးစွန်းတိုင်အောင်ငါဤတက်တည်ဖြစ်ကြလိမ့်မည်ဟုမိန့်တော်မူ၏တတိတော်ဖြစ်တယ်တန်ရှင်တော်ဝိညာဉ်ဖျားဆိုတာ
အဲ့ဒီဂတိတော်ကတဲ့အသက်တာထဲမှာမရဘူးဆိုရင်ဘယ်တော့မှကောင်းကြီးမဖြစ်ဘူးစတော်ကြီးကိုမမတော့ဗတ္တိဆံပြောတဲ့ခါမှာကျွန်တော်ယဉ်နှစ်ချခံတယ်လို့ပဲတရှင်တော်ဝိရောဘုရားခင်ထဲမှာဗတ္တိနိမြုပ်ထားခြင်းကိုဆိုလိုတာဝိရောဘုရားခင်နဲ့ပြေဝခြင်းဆိုတာအဲ့ဒါပဲတရှင်တော်ဝိရောဘုရားခင်ရဲ့အထက်မှာပျော်နေခြင်းဝိရောဘုရားခင်နဲ့ပျော်နေခြင်းအဲ့ဒီရဲ့အထက်မှာအဲ့ဒီရဲ့လေထုထဲမှာအဲ့ဒီရဲ့ဖလောင်းထဲမှာပျော်တဲ့အတ္တကဒါတရှင်တော်ဝိရောရဲ့ဗတ္တိဆံခံခြင်းပဲအဲ့ဒီဗတ္တိဆံမရှိတကိုးမရှိဘူးဒီမှာကြည့်နော်အငယ်ရှိမှာတို့တို့မရှိတော့လဲဒီတို့ပေါ်တော့တရှင်တော်ဝိရောစင်တက်တော့ခါဒီတို့တွေတကိုးကိုခံရ၍အဲ့ဒီရဲ့တရှင်တော်ဝိရောဘုရားရဲ့တကိုးမရှိဘူးဆိုရင်ဘယ်တော့မှလူမပြောင်းလဲဘူးချိုက်လို့ငွေချေဘလောက်ပဲခုံခုံမပြောင်းလဲဘူးဒါပေမဲ့အဲ့ဒီတရှင်တော်ဝိရောဘုရားခင်ရောက်လာတဲ့ခါမှာတကိုးကိုခံရတဲ့ခါမှာဝိညာဉ်ဗတ္တိဆံထဲမှာရောက်သွားတဲ့ခါမှာပေတရုလူတစ်ချက်တဲ့တရားဟောတဲ့လူတောင်းထောင်ပြောင်းလဲတယ်နောက်နေ့ပြန်သွားပြီးတော့မှနောက်တစ်ခါပြန်ဟောတဲ့ခါမှာလူ9000ပြောင်းလဲတယ်အဲ့ဒီတရှင်တော်ဝိရောဘုရားကြီးရဲ့တကူတော်ဒီအချက်မှာလှုပ်နေတယ်ဟာလေလုယာမကြောက်ခင်မှာလူထောင်တဲ့ချိန်ပြောင်းလဲလိမ့်မယ်မကြောက်ခင်မှာလူတောင်းတဲ့ချိန်ပြောင်းလဲလာပဲမဟုတ်ကိုမြို့ကြီးမှာလူအဲ့နေတာကတရှင်တော်ဝိရောဘုရားခင်ဖြစ်ပါတယ်တရှင်တော်ဝိရောဘုရားကြီးတကူတော်ဒဲရောက်လာတဲ့ခါမှာဟောပြောတတ်ဆံမလို့ဘူးတရားဟောပြောချက်အားဖြင့်လူတွေပြောင်းလဲမယ်တရားဟောပြောချက်အားဖြင့်လူတွေကောင်းချီးခံစားမယ်တရားဟောပြောချက်အပေါ်မှာတရှင်တော်ဝိရောဘုရားကြီးပျော်ပြီးမှအလုပ်လာလုပ်လိုက်မယ်ဟာလေလုယာဟာလေလုယာဖြာနာမဘုံကြီးပါစေအဲ့ဒီတရှင်တော်ဝိရောဘုရားကိုဘယ်နေရာလိုချင်လဲဟာလေလုယာအဲ့ဒီဝိညာဉ်တော်ကတဲ့တတ်တာတွေမှာတအားရောက်လာခြင်းတယ်ကျွန်တော်အရင်ကလည်းဥပမာပြောပြီးပြီဝိညာဉ်တော်ကလာဖို့ရတဲ့နိထောင်ချင်ကြတဲ့အဲ့ဒီပီတိကုနေကိုရောက်လာဖို့ရတဲ့နိထောင်ချင်ကြတဲ့ပလန်ဆွဲပြီးတာကောင်းကင်မှာရှိနေတဲ့တရှင်တော်ဝိညာဉ်တော်ဘုရားကလူဒီပုံမှာလာခြင်းလို့လူခဲ့တဲ့နှစ်ထောင်ကြတဲ့ထောင်ချင်ကြတဲ့ပလန်ဆွဲပြီးမှနောက်ကာလမှာတဲ့လူမျိုးတကာတို့ပုံမှာငါရဲ့ဝိညာဉ်ကိုငါတူလောက်ပဲနောက်ကာလပြောတာအခုရောက်လာတာမဟုတ်ဘူးလာချင်လို့ပလန်ဆွဲထားတာဟာလေလုယာအဲ့လိုပလန်ဆွဲထားတဲ့အရာကဘယ်အချိန်မှပြည့်စုံလာလဲဆိုရင်တမန်တော်အခန်းကြီးနဲ့ပတိကုတင်နဲ့ရောက်လာတဲ့အခါမှာတရှင်တော်ဝိညာဉ်ဘုရားကလေပြင်းမုန်တိုင်းကဲ့သို့လာတယ်ချစ်လာတာမဟုတ်ဘူးနိထောင်တော့မှနိထောင်နဲ့ချင်တော့မှစောက်ပြီးပြီပဲဒီနေ့ငါအလဲရောက်ပြီဘယ်ချိန်တော့ငါတော့လှုပ်လို့ရမှာပဲ no တရှင်တော်ဝိရောဘုရားကြီးအချိန်ရောက်လာတဲ့အခါမှာနိထောင်နဲ့ချင်ပလန်ဆွဲထားတဲ့အရာတွေကိုတမိနစ်တစ်စက္ကန့်တော့မှ तू ကမဆောက်ချင်ဘူးအချိန်ကိုချက်ချင်းဘောကနေလူနဲ့အလုံးလုံးချင်တော့ဘုရားကြီးဖြစ်ပါတယ်ဟာလေလုယာဟာလေလုယာအဲ့ဒီဝိညာဉ်တော်ကကျွန်တော်တို့နဲ့အလုံးလုံးချင်တော်ဘုရားခင်ဖြစ်ပါတယ်အဲ့ဒီဝိညာဉ်တော်ကကျွန်တော်တို့နဲ့လက်တွဲပြီးတော့မှအလုံးလုံးချင်တော်ဘုရားခင်ဖြစ်ပါတယ်ဟာလေလုယာလူတွေကကျွန်တော်တို့ကိုပြောပါတယ်ဆရာအလေးတို့ဆရာအစာတို့ဆိုတာကြောင်းလဲလာတာလည်းမကြသေးဘူးကြောင်းလဲလာတော့မှဗုဒ္ဓဘာသာနဲ့ကြောင်းလဲလာတာပညာဆိုလည်းမတက်ဘူးပညာလည်းမတက်ဘူးကြောင်းလဲလာတာလည်းမကြဘူးအသက်ဆိုလည်းငယ်သေးတယ်ဖြစ်လာမှာမဟုတ်ဘူးနော်ဒီထက်မှာပါရင်လည်းပါမှာပေါ့မပိုင်လည်းမပါဘူးမဖြစ်လာဘူးပဲဖြစ်လာမလဲဒီအဖွဲလေကလေးပဲရှိနေတာကိုအတက်လည်းငယ်သေးတယ်ဟိုဒေါက်တာလေးပါလီမပါဘူးအတင်းတော့မှဘယ်သူမှမရှိဘူးဆရာလေးဆရာစာကအတက်ငယ်သေးတယ်ကြောင်းလဲလာတာမချသေးဘူးဘယ်ဖြစ်နိုင်မလဲဒီအဖွဲလေကျွန်တော်အားဖြစ်နေတာမဟုတ်တရှင်တော်ကိုညတော်ဖျားတဲ့အားဖြစ်နေတာဖြစ်တယ်ဟာလေလုယာ
လူတွေပြောင်းလဲနေတာကျွန်တော်အဖြစ်မဟုတ်တရှင်တော်ဝိညာဉ်တော်ဖျားကအဖြစ်ပြောင်းလဲနေတာဖြစ်တယ်လူတွေကောင်းချီးခံစားနေတာကျွန်တော်အဖြစ်ခံစားနေတာမဟုတ်ဘူးတရှင်တော်ဝိညာဉ်တော်ဖျားကအဖြစ်ကောင်းချီးခံစားနေတာအတင်းတော်ကိုမြည်ဝဲပြီးတော့မှအတင်းတော်ဆောက်တာကျွန်တော်အဖြစ်မဟုတ်ဘူးထိုဝိညာဉ်တော်အဖြစ်ဖြစ်တယ်မချကေမမိုးကုံမျိုးကြီးကိုဖယားကလူတောင်းတဲ့ချင်းပြောင်းလဲစေမှာဖြစ်တယ်ကျွန်တော်အဖြစ်မို့တရှင်တော်ဝိညာဉ်တော်အဖြစ်ဖြစ်တယ်မချကေမပျက်စီးနေတဲ့လူငယ်တွေလက်မနေတဲ့လူငယ်တွေကြောက်သွားတဲ့သူတွေကဒီနေရာမှာရောက်လာလိမ့်မယ်မယုံကြည်တာဒီနေရာမှာရောက်လာလိမ့်မယ်ဟာလေလုယာလူတွေအများကြီးကိုကောင်းကြီးခံစားစီမဲ့ကောင်းကြီးဒီနေရာမှာရှိတယ်ဟာလေလုယာရိုးလေးပဲပညာမတတ်တဲ့သူအသက်ငယ်တဲ့သူဗုဒ္ဓဘာသာနဲ့ပြောင်းလဲတဲ့သူကိုဖယားခင်ကကောင်းကြီးပေးပြီးတော့မှချီးမြှောက်တာကဝိညာဉ်တော်မပိုင်ရင်မဖြစ်နိုင်ဘူးဟာလေလုယာဟာလေလုယာဒီနေ့နေစားပြီးအဲ့ဒီဝိညာဉ်တော်ကိုနေရာပေးကြည့်မထူးခြားလာဘူးဆိုကြိုက်တယ်လို့ပြောဒီရဲ့တတတမမပြောင်းလဲလာဘူးဆိုကြိုက်တယ်လို့ပြောဟာလေလုယာဟာလေလုယာအဲ့ဒီဝိညာဉ်တော်ကတိကိုပြောင်းလဲစေချင်လို့အဲ့ဒီဝိညာဉ်တော်ဖေကတိကိုကောင်းချီးပေးချင်လို့အဲ့ဒီဝိညာဉ်တော်ဖေကဒီနဲ့လက်တွေ့ပြီးမှနိုးထားမှုကိုလှုပ်ချင်လို့သူစောင့်နေတာဒီရဲ့တက်တာထဲမှာတကားတစ်ချက်ပဲဖွင့်လိုက်ပါတစ်ချက်ပဲနေရာပေးလိုက်ပါဝိညာဉ်တော်ဖေနေရာပေးတယ်အကတ်တမရှိဘူးလူလက်ပေါ်ပေါ်ဆာလို့ပါကိုရောဖေကကြိုက်တယ်လို့ပါဘာစီတာမှမရှိဘူးနော်အဲ့လိုမျိုးနေရာပေးတာနဲ့တရှင်တော်ဝိညာဉ်တော်ဘုရားကပျော်ပြီးမှဘောကနေဆင်လာပြီးမှတည့်အတက်တာပုံမှာအလုံးလုံးမယ်ဖြစ်တယ်ဟာလေလုယာဟာလေလုယာဆရာကျွန်တော်လာပြောတယ်ကျွန်တော်ကအမှုတော်ဆောင်မမဟုတ်တာကျွန်တော်အလုံးလုံးနေရလေတွင်းလုံးနေရလေ business လုပ်နေတာဝိညာဉ်တော်မလို့တဲ့ရှလုံဘုံပေါ်မှာဖျားကပေးတဲ့ဝိညာဉ်ဘာဝိညာဉ်လဲဆိုရင်ဉာဏ်ပညာနဲ့ပြည့်စုံသောဝိညာဉ်ဟာလေလုယာလူတိုင်းဒီဝိညာဉ်တော်ကိုလိုအပ်တယ်ရှလုံဘုံပေါ်မှာဖျားကပေးတဲ့ဝိညာဉ်ကဉာဏ်ပညာနဲ့ပြည့်စုံသောဝိညာဉ်ရောက်လာတဲ့အခါမှာဘာဖြစ်လဲဆိုရင်ကဘာပေါ်မှာအချမ်းသာဆုံးစရင်ကရှလုံဘုံဖြစ်သွားတယ်ဟာလေလုယာမောကမျိုးမှာချမ်းသာဆုံးစရင်ထဲမှာဝိချင်တဲ့ဆိုရင်အဲ့ဒီဝိညာဉ်တော်ကိုနေရာပေးပါဒီကိုညပညာပေးတဲ့ဝိညာဉ်ကရောက်လာလိမ့်မယ်ဒီကိုကောင်းချစ်ပေးမှာမို့ညပညာကိုပေးမှာအဲ့ဒီဝိညာဉ်ကဟာလေလုယာဘာလုံးရမလဲလုံးရမဲ့ပလန်အားလုံးသူဆွဲလာလိမ့်မယ်ဒီဆွဲဆံမလို့ဘူးဒီအလိုလိုဖို့တာဟွာလုံးမဲ့တာလုံးမဲ့ဒီပလန်မဆွဲနဲ့အဲ့ဒီတရှင်တော်ဝိညာဉ်ဖျားကညပညာကိုပေးတဲ့ဝိညာဉ်ကတည့်အပေါ်မှာရောက်လာတဲ့ခါမှာသူကတည့်ရဲ့အသက်တာထဲမှာပလန်လေးအားလုံးဆွဲပေးလိုက်လာလိမ့်မယ်ဟာလေလုယာဟာလေလုယာဒါကြောင့်မို့လူအပ်နေတာဝိညာဉ်တော်ပဲဟာလေလုယာကျွန်တော်ခဏလေးမတည့်ရပေးမထိုးဝိညာဉ်တော်ကိုကူးဝရအောင်ထိုးဝိညာဉ်တော်ကိုနေရာပေးအောင်